မိသားစုကောင်းမှုနှင့်နဖက်တော်မိဘများအမှုထား၍ဥတည်ရွှေတော်အောင်မဝင်းမိသားစုကောင်းမှုတို့ဖြစ်ပါတယ်မိဓမ္မာလူရှင်များနဲ့တကွကြွား၍တရားနာကြတဲ့အပရိသတ်ပေါင်းသူတော်ကောင်းတို့အားပြန်လည်ဟောကြားမယ်တရားတော်မှာနောက်ဆုံးအချိန်နောက်ဆုံးနေရာနောက်ဆုံးပြဿနာဘာတရားလဲနောက်ဆုံးအချိန်နောက်ဆုံးနေရာနောက်ဆုံးပြဿနာအဲ့ဒါလေးကိုရှင်းဖို့တကယ်တမ်းဆိုတော့ဦးဇင်းအရင်တရားမဟောပြီးမိတ်ဆက်ပြသည်ဦးဇင်းသည်ဓမ္မကတိကမဟုတ်ပါဘူးဓမ္မဂောဒကဖြစ်ပါတယ်ဓမ္မကတိကဆိုတာပရိယတ္တိစာပေတွေတက်ပြီးတော့တရားဓမ္မတွေကိုနီးမျိုးမျိုးနဲ့ဘုရားဟောဒေသနာတွေနဲ့လက်ပတ်ပြီးတော့လောကအမြင်နဲ့သုံးသပ်ပြီးတော့တရားဓမ္မတွေကနှလုံးသားတကာပိတ်ဆိုနေရတယ်ကိုဖွင့်ပေးတာအဲ့ဒါကဓမ္မကတိကဦးဇင်းကဓမ္မဂောဒကတရားကျင့်ဖို့နှိုးစော်တာနော်နှိုးစော်တဲ့အတွက်ကြောင့်တစ်ခါပဲလာနှိုးစော်တယ်နောက်မလာတော့တကယ်ဦးဇင်းတဏှာကိုဟောရင်2ည3ညအလုံးစုံအဲ့လောက်ဟောတယ်2ည3ညပဲဟောရလဲတစ်ချိန်ပဲလာဟောတယ်တညတည်းဟောရလဲဒီနေ့က2ချိန်လာမဟောဘူးဘာကြောင့်မဟောရတာလဲဆိုတာနဲ့တရားနဲ့ဆက်ဆက်သွားမယ်ဦးဇင်းကခေပညာတတ်ကျောင်းသားပဲဖြစ်တယ်ပရိယတ္တိစာတပေလုံးဝမတတ်ဘူးယတ္တအနုဘဝတော်တပုတ်တော့သွန်စားကွန်စားအတွက်တော့ကြက်မှတ်ထားတော့ဗောဒါပေမဲ့ကျန်တာကတော့လေ့လာမှတ်သားတယ်တရားအားထုတ်တယ်ကိုယ်တိုင်ပေါင်းမြောက်အောင်တရားအားထုတ်တယ်ငကိုယ်တွေကရောင်တောင်တောင်နဲ့အလုတ်ဟာယောက်ျားလေးတစ်ယောက်ကရောင်နေတဲ့အလုတ်ကလူညံ့သားပဲကိုယ်လည်းလိန်နေသူများကိုလိန်နေဆိုတာကလူလိန်ကြီးပဲကိုယ်လည်းမလုပ်သူများလုပ်ဖို့ခိုင်းတာလည်းညာတာပဲအဲ့တော့ကိုယ်လုပ်ပြီးတော့တရားရှာထွက်ခဲ့တာပါအဲ့လိုတရားရှာထွက်ခဲ့တော့တရားတွေကျင့်ကြံခဲ့တာကတဲ့ပြောလို့ရှိရင်အရာစကားပြောမယ်ဆိုအမီးမြောက်လိုက်ဤပေါက်လိုက်နဲ့လှုပ်လာတာမဟုတ်ဘူးအယိုးကြည်ကြည်အေးခန်းခန်းအသားဆုပ်ဆုပ်တာပဲထိုင်ထားတဲ့အောက်ကခြေခွင်းလေးဟာမိတွေလောင်ပြီးတော့တေဇောတွေလောင်ပြီးတော့ကျွန်းပြီးကြွတ်ပြီးတော့ပလင်မောင်ပြင်ပေါ်မှာပလင်းနဲ့ကျရင်အမုံဖြစ်တယ်ပေါင်တာမုံဖြစ်တယ်တရားထိုင်လို့ဖြုတ်တော့မယ်ဆိုလို့ရှိရင်ဒီလိုထဖြုတ်လို့မရပါဘူးတတွေးစွတ်ရသေးတယ်တင်မားတွေပေါက်ပြီးတော့အသားရေပေါက်တဲ့သင်္ကန်းနေရာရဲ့အောက်ကပြင်းရင်စီးကပ်ပြီးဇွဲနေလို့ချိတ်သလိုချိတ်ထားတော့အဲ့ဒါတဖြည်းဖြည်းတတွေးနဲ့နှူးပါသေးနှူးပြီးတော့ခွာတဲ့အခါမှာအနာနေရာကြလို့ရှိရင်အသေးကိုအားနဲ့ဆွဲချိတ်သလိုဖြစ်ပြီးတော့ခံစားအဲ့ဒီနေရာမှာအစည်းလွတ်တဲ့သင်္ကန်းစာလေးနဲ့ပြန်ခုပြီးတချမ်းပြန်ဆောင်ကြံတဲ့တစ်ဖက်ကိုတတွေးနဲ့ဆွတ်ခွာအဲ့ဒီလိုတရားဖြုတ်ခဲ့တာသူများကိုပြောတယ်သူများကိုဟာတယ်ဆိုတာကိုယ်တိုင်မကြင့်မကြံမဲနဲ့ရှောက်ပြီးတော့တရားပြနေတယ်ဆိုတာကိုလုံးတဲ့အလုပ်ကိုအသိဆုံးပဲငါသိလို့ပြတာလားမသိဘဲနဲ့ရမ်းပြတာလားသင်္นานတက်ပြီးတော့ကိုယ်လည်းမသိသူများရအောင်ပြနေတာလားငကိုတွေကတရားပြဖို့လည်းမပါဘူးတရားဟောဖို့လည်းမပါဘူးကြောင်းထိုင်ဖို့လည်းမပါဘူးငကိုတွေကကြောင်းထိုင်တာကြောင်းရတယ်ဦးသိမ်းလက်မခံဘူးကြောင်းထိုင်ရင်လို့ဘုန်းကြီးကလာတယ်လည်းမဟုတ်ဘူးကိုယ်အလုပ်ပြီးကိုကြီးကိုချွတ်ကိုမီးကိုတတ်ဖို့ကိုယ်အလုပ်လာတာတပိတ်လုံးသင်္ကန်းသုံးတဲ့တောထဲမှာနေလာကြတာမြို့ထဲလက်ကိုမကြည့်ချင်တာဘယ်သူကိုယ်ဝေတာကမှမခံနိုင်ဘူးဘာဖြစ်လို့ဆိုတော့ကတုံကြီးနဲ့ငတုံကြီးဖြစ်နေဘာပြောကတုံကြီးပဲအဲ့ဒါကြောင့်မလို့ကိုယ်အလုပ်ဖို့လာရင်ကနေပြီးတော့အချိန်တန်လာတဲ့အခါကျတော့လွန်ဆန်လို့မရတဲ့အကြောင်းတရားတွေပေါ်လာပြီးတော့ဟောပါအောင်ဖျားပြောပါအောင်ဖျားနေပြီးတော့တစနဲ့အခုတော့လို့ဖြစ်ပြီးဓမ္မဂရိကလည်းပါလာမှမသိဘူးဘုရားကိုဓမ္မဂရိကပြောင်းလို့တာမဟုတ်ဘူးဟောကြွားပါအောင်တရားဟောပါအောင်နဲ့အဲ့လိုဟောပါအောင်ပြောပါအောင်နဲ့ပဲကဗ္ဗဓမ္မဂရိကပြင်အခုဆိုဥစဉ်တက်ပြတွေလမ်းဘေးတောင်ရောက်လို့ဖြစ်နေဩငါတဖြည်းဖြည်းနဲ့တောတွေကနေလမ်းဘေးရောက်သွားပါလားပေါ့ကဲရောက်ချင်ရလဲရောက်ပေါ့သူ့ဘာသူလှုပ်ချင်ရလဲလှုပ်ပေါ့အဲ့တော့ဥစဉ်ကမေးပြီလောကမှာယောဂီတို့ဘာဟာအရေးကြီးဆုံးလဲဟာလားရှားမယ်ပေါ့လောကမှာဟာအရေးကြီးဆုံးဟာထမင်းစာနေတဲ့လူတယောက်ကအဲ့ဒီအချိန်မှာရေးတိုက်လို့ရပါမလားအဲ့ဒီအချိန်မှာထမင်းကအရေးကြီးဆုံးပဲထမင်းစာနေပြီအလွန်ပင်မမနဲ့ဟာရတို့စာနေပြီအဲ့ဒီအချိန်မှာကမင်းထမင်းမစားနဲ့ကွာအဲ့မှာရွှေတကြသားလက်စွပ်လေးမျိုးဝတ်လိုက်ဆိုထမင်းစားပြောက်ရဲ့လား
သူအဲ့ဆာနေတဲ့ချိန်မှာရွှေတကြသားဝတ်တော့ချမ်းသာပါမယ်မချမ်းသာဘူးဒီချိန်ကအရေးကြီးနေတယ်အဲ့ဒီအရေးကြီးတဲ့အချိန်အရေးကြီးတဲ့နေရာမှာသူရောက်နေတဲ့နေရာအရေးကြီးတဲ့ပြဿနာတက်နေတဲ့ကထမင်းစားတာအကိအဲ့ပုဂ္ဂိုလ်ကတန်ခါချင်းတယောက်တော်ရဲသွားတယ်သွားတော့စင်းရဲတဲ့လူတယောက်ကသူထမင်းနေများများထုတ်ဟင်းနေများများထုတ်ပြီးတော့လာချမ်းသာတဲ့ရွှေတွေငွေတွေဝတ်လာတဲ့ကောင်ကတော့ပေါ့ပါပဲငါရတနာတွေရှိတယ်ခီးပေါအောင်သွားပြီးတော့နေဟိုကြမှာစိုက်တွေစားမယ်ပေါ့အဲ့လိုနဲ့ခီးထွက်တာကားစီးတာလမ်းကတောတွေထဲဖြတ်သွားတဲ့ကားလမ်းဆိုတော့တောတွေလည်းရောက်ကောကားကဘိန်းပေါက်ပြီးတော့ဆက်ပြက်ရောဆက်ပြက်တော့မြို့မရောက်ဘူးမြို့မရောက်တော့လမ်းမှာလည်းဖြစ်နေတော့ဘဲမှလည်းသွားလို့စိုက်ကားလည်းမလဲမရှိတော့အချိန်ပြန်တော့ထမင်းစားလာတော့ဘလို့လို့ဆင်းရဲတဲ့ပုဂ္ဂိုလ်ကထမင်းကများများထည့်တာတယ်2ယောက်စာလောက်ထည့်တာတယ်ဟင်းလည်းအသိလေးနဲ့ထည့်လာတယ်တကယ်လို့တော့သူ့ဟင်းကိုမြို့ထဲမှာရွာထဲမှာဝယ်မယ်ဆိုလို့ရှိရင်900လောက်တန်မယ်ဆိုမှာတော့အဲ့ဒီမြို့ထဲတောမှာလည်းကားလည်းပြက်ကောခုနကတော့ချမ်းသာတဲ့ကောင်ကရွှေတွေငွေတွေရှိတဲ့ကောင်ကငါ့ကိုလည်းထမင်းကျွေးပါဆိုငါမကျွေးနိုင်ဘူးမတော်လို့ကားကမပြည့်နိုင်လို့ညနေထိနေငါညနေစာမရှိဘူးကွာဟာမဟုတ်ပါဘူးကွာမင်းထမင်းတစ်ထုပ်ငါ့ကိုခေါ်ပြီးပါမင်း900ဆိုငါ1000ပေးပါမင်းမလို့ခြင်းမှုနဲ့မင်း1000ကဒီချိန်တန်ဖိုးမရှိဘူးတဲ့ငါထမင်းတို့ကတန်ဖိုးရှိတာဟုတ်ပြီလားတန်ဖိုးဆိုတာကအမြဲတမ်းရှိတယ်မဟုတ်ပါဘူးသူ့နေရာနဲ့သူရှိတာပါအဲ့တော့တောထဲမှာအကယ်၍ညမိုးချုပ်တဲ့ဒီကကားပြင်လို့မရလို့ဘေးကလည်းအကူမရလို့ဆိုလို့ရှိရင်မနေ့ကထမင်းစားတဲ့ကောင်ဆင်းရဲမနေဘူးလားညနေစားလဲကြောက်ဟိုကောင်ကညနေတိစားတော့မယ်လဲကြောက်ဟိုပုဂ္ဂိုလ်ကရွှေတွေငွေတွေငါဆွဲကြိုးပေးပါမယ်ကွာမင်းထမင်းတို့ပေးပါဆိုတော့အဲ့တော့မင်းဆွဲကြိုးတော့ငါမလို့ခြင်းဘူးငါထမင်းတို့နဲ့ငါစားမယ်ဆိုတော့ဆွဲကြိုးတမရငါလက်စွပ်ပါထည့်ပေးပါမယ်ဆိုတော့တကယ်တမ်းကျတော့တန်ဖိုးဆိုတာဒီနေရာမှာပေါ်မလာဘူးလားအေးအခုလဲဒီလိုပဲတို့တရားဓမ္မတွေယနေ့စည်းဝါးရှာနေကြတာသည်ဘာအတွက်ရှာနေကြတာလဲဘာလုပ်နေကြတာလဲဆိုယနေ့ပြဿနာယနေ့ရှင်းနေတာဟုတ်ပြီလားရေချိုးခြင်းတဲ့အချိန်မှာခန္ဓာကိုယ်ကြီးကပူလောင်လာတော့အဲ့ဒီပုဂ္ဂိုလ်သည်ရေချိုးဖို့မတောင်းတဘူးလားအဲ့ဒီတောင်းတရမရတော့စိတ်ထဲမနဲ့နေလေဆင်းရဲဟုတ်ပြီနော်အဲ့ဒီချိန်မှာရေကပြတ်နေပြီရေမလာတော့ဘူးဆိုလို့ရှိရင်အလွန်ပူလောင်နေတဲ့ပုဂ္ဂိုလ်ကရေတဘုံကို9ကျပ်တန်တဲ့ပုဂ္ဂိုလ်15ကျပ်နဲ့ပြီးဝယ်တော့မှာအဲ့တော့အရေးကြီးတဲ့အချိန်အရေးကြီးတဲ့နေရာအရေးကြီးတဲ့ပြဿနာရေမချိုးရတာပဲဟုတ်ပြီနော်အဲ့ဒီလိုနဲ့တရားဓမ္မတွေစီးပွားရှာရတယ်ဆိုတာလေဒီလိုပဲတဲ့ဘဝတစ်ခုကိုအဖြေရှာရတော့တနေ့တာဟာဒီခန္ဓာကိုယ်ကြီးရက်တည်မှုရဖို့အတွက်လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့ပြဿနာတွေကိုရှင်းနေကြတာအိတ်ချင်တဲ့လူကလည်းအိတ်ဖို့ရှင်းနေရပါသည်ဟုတ်ပြီလားစားကျင်တဲ့လူကလည်းစားဖို့ရှင်းနေရတယ်ထိုင်ကျင်တဲ့လူကလည်းထိုင်တဲ့နေရာရဖို့ရှင်းနေရတယ်ယူကျင်တဲ့လူကလည်းယူစရာမရှိလို့ယူစရာကိုရှာပြီးတော့ယူပြီးတော့ရှင်းနေရတယ်မရှင်းရရင်ဒုက္ခဟုတ်ပြီလားအဲ့တော့တနေ့တရားဓမ္မတွေဘာဖြစ်နေတာလဲလို့မေးရင်ဟာဒီခန္ဓာကြီးရလာလို့ဒီခန္ဓာရဲ့ဒုက္ခကြီးကိုဒုက္ခဖြစ်အောင်ခဏတာဖုံပြီးတော့သေမဲ့အချိန်သေမဲ့နေရာရောက်တဲ့ထိအောင်ကိုယ်မသာကိုရှာကျွေးရင်းနဲ့ဘုရားတပည့်တော်တို့ခရီးလျှောက်လမ်းလျှောက်အိတ်လိုက်စားလိုက်သွားလိုက်လုပ်နေရပါတယ်ဗျာသေချာစဉ်းစားမယ်သေချာခေါင်းနဲ့ထည့်ပါဟုတ်ပြီလားယောဂီတို့အခုတရားနာနေတာရှင်လို့နာလာလားသိလို့နာလာလားရှင်လို့နာလာလားတကယ်ရှင်နေသလားနေပြီဟုတ်ပြီနော်တရားဆိုတာတတ်တတ်ကြီးမဟုတ်ဘူးကိုယ်နဲ့မမီမကန်းရုပ်တည်နာနေသွားမပြောနဲ့ဘာမှမမြင်နိုင်ဘူးမြင်နိုင်တဲ့ရှုနိုင်တဲ့သုံးသပ်နိုင်တဲ့ထဲကပြောတာအကောင်းဆုံးပဲမမြင်နိုင်တဲ့အာရဏတွေလျှောက်ပြောတော့ဘယ်ရမလဲဒါတွေကပါဇက်ကပြောရတာပေါ့စာအုပ်ထဲရေးရတာပေါ့အပြောနဲ့အဟောနဲ့တော့ရတာပေါ့လက်တွေ့မှာမလွယ်ဘူးယုံနာမပြောနဲ့မြင်နိုင်တဲ့တမာတိတစ်ခုရဖို့တော့မလွယ်ပါဘူးဗျာဟုတ်ပြီလားအဲ့လိုဆိုတရားဓမ္မတွေငါတို့ဘဝသည်စဉ်းစားစစ်ပါငါတို့တနေ့တာအိတ်နေတာဘာဖြစ်လို့အိတ်တာလဲလို့အိတ်ချိန်ရောက်လို့ရှိရင်သုံးသပ်လိုက်ပါငါအိတ်တော့မယ်ဆိုတဲ့အချိန်မှာမိမိကိုယ်မိမိသုံးသပ်လိုက်ပါအဲ့ဒီလောက်ပေါ်တင်နေတဲ့တရားကြီးကိုမှမသိပဲနဲ့မျက်စိကြီးမိတ်ပြီးသွားမရှာနဲ့ဘာမှမမြင်ဘူးအဲ့တော့ဟာဒီခန္ဓာကိုယ်ကြီးကလေးလံထိုင်မှန်ပြီးတော့
မျက်စိကလည်းမဖွင့်ခြင်းနားကလည်းမထောင်ခြင်းမင်းနဲ့အောက်ထဲမှာပြည့်ချပြီးလွတ်ချထားခြင်းနဲ့အဲ့လိုလွတ်ချထားခြင်းနဲ့ပြဿနာပေါ်လာပြီးအဲ့ဒီနေရာအဲ့ဒီချိန်မှာအဲ့ဒီပြဿနာတက်ပြီးအဲ့ဒါဘာဖြစ်လို့တက်တာလဲမသိဘူးပေါ့ဇလန်းကမတန်းဟာဒီခန္ဓာဒုတ်ကြီးရလို့ဘာရလို့လဲမလေးအဲ့ဒါမသိတာပေါ့ဟုတ်ပြီလားဖရာသိကျင်တာဒါတွေသိနေတာနိုင်ငံကြီးဘာဖြစ်နေတဲ့ဟိုကဘာကြီးဘာဖြစ်သူကသူဘာဖြစ်ဖြစ်ကိုယ့်အဖြစ်ကိုယ်သေးလောက်ရမှာအဲ့တော့မိမိဒီအိပ်ပြီဆိုရက်ငါဘာကြောင့်အိပ်တာလဲကဲမအိပ်ချင်ဘူးဆိုပြီးတော့တားလို့ရလားအဲ့လိုဆိုအိပ်ချင်တဲ့သဘောဆောင်တာဒီအတ္တသဘောလားအနတ္တသဘောလားအနတ္တဒီခန္ဓာရတော့သိပ်ပေးရတာမြေကြီးပေါ်သွားပြချထားလို့ရလားမရဘူးဟောအဲ့လိုဆိုယောဂီတို့ဘာလုပ်ပေးရမလဲအိမ်ဆောက်ပေးရဘာဖြစ်လို့အိမ်ဆောက်ရတာလဲမသိဘူးနော်ဒါလေးကိုပဲသိအောင်ကြိုးစားပါဦးဘာဖြစ်လို့အိမ်ဆောက်တာလဲဆိုလမ်းဘေးဒီရုပ်ဒီခန္ဓာတို့ကြီးပြစ်ချပြီးအဲ့လိုရပါမလားမိုးရွာလာရင်မိုးတွေကျွဲလာလို့ရှိရင်ဖျားပြီးနာပြီးသိမသွားဘူးလားအဲ့ဒီတော့ကြောင့်မိုးတံကာဝယ်ဖို့ဟောပြီလားဒါပေမဲ့ဘေးကဘာဖြစ်လို့ကာထားတာလဲလေတိုက်လို့ရှိရင်အေးပတ်ပြီးဖျားသိမှကြောက်လို့ကာပေးဖို့ရဲ့မိုးပေးဖို့ရဲ့ဒီယုတ်ကြီးချဖို့ခင်းဖို့ရဲ့နဲ့လှုပ်လိုက်တာအိမ်လေးသဘောတဲလေးသဘောဖြစ်မသွားဘူးလားဖြစ်သွားတာအဲ့လိုဆိုရင်တဲလေးသဘောဆောက်တယ်ဆိုတာဘာဖြစ်လို့ဆောက်တာလဲအဲ့ဒီအချိန်အဲ့ဒီနေရာမှာပြဿနာတက်တာကအိတ်ချင်းနဲ့အိတ်ချင်းတော့ယုတ်ကြီးလဲချထားတယ်လဲချတဲ့ယုတ်ကြီးကလည်းမြေကြီးနဲ့လဲထားတော့မဖြစ်ဘူးနော်ဂေဝရင်ပြည့်စစ်တွေကြိုက်မယ်ငုတ်တွေထိုးမယ်မွေကင်းသန်းရှိမယ်အဲ့ဒီအတွက်ကြောင့်အောက်ကပြင်ခင်းပေးရတယ်ဝါးလေးတွေခင်းပေးရတယ်လေတွေတိုက်တော့လေအေးပတ်လို့ဖျားမှာကြောက်လို့ဒုက္ခရောက်လို့ကာပေးရတယ်အမိုးမိုးတဲ့ဆိုတာလဲနေနေကြမိုးတွေရွာမှာကြောက်လို့ကာပေးရတယ်ဩငါဘဝရတယ်ဆိုတာဘာလို့တာလဲလို့သုဘကိုသုံးသတ်တော့မသာကြီးတတ်မဲ့သေမင်းကြီးဒုက္ခဒုံကြီးကိုဒုက္ခဖြစ်အောင်တနေ့ဒုက္ခခဏဒုက္ခဖြစ်လာရင်ခဏဒုက္ခဖြစ်အောင်ခဏလေးဖုံးလိုက်ရတယ်ခဏဒုက္ခဖြစ်လာရင်ပြဿနာတက်လာရင်ဒီနေရာစားမဲ့နေရာမှာပြဿနာတက်ရင်စားဖို့ကြည့်ရတယ်ယူမဲ့နေရာဘိုက်ကနာလာပြီဆိုတော့အဲ့ဒီချိန်အဲ့ဒီနေရာမှာဘိုက်နာတဲ့ပြဿနာတက်မလာဘူးလားတက်လာတော့သူ့အတွက်လမ်းပေါ်တက်ပြီးတော့စွန့်လို့ရပါမလားအဲ့တော့လူမမြင်အောင်လို့ကွယ်ပြီးတော့နေရတဲ့အလုပ်အဲ့ဒီအလုပ်တွေအဲ့ဒီအတွက်အိမ်သာကန်းလုပ်ပေးရတယ်။ဩငါဘာဖြစ်လို့အိမ်သာကန်းလုပ်ပေးရတာလဲဒီခန္ဓာကြီးရှိတော့ရှက်တတ်တယ်ယွန်တတ်တယ်ဒီခန္ဓာရတော့စွန့်စရာလေးလုံးတတ်တယ်အဲ့ဒီအတွက်ကြောင့်မသာကြီးခိုင်းတယ်လုံလို့ရင်တနေ့တာငါနေရပါလားလို့ကိုယ့်ကိုသုံးသပ်နေတာသူများမပါဘူးဟုတ်ပြီလားမင်းပါလဲငါပါလဲပါသလားအဲ့ဒါကလောကပေါ့ဟုတ်ပြီလားလောကမှာလွန်မြောက်တဲ့ပုဂ္ဂိုလ်ဟာမင်းပါလဲငါပါလဲမဟုတ်ဘူးငါပါလဲလို့ပဲတွက်တယ်ငါဒီအာတ္တသဘောလားအနတ္တသဘောလားဒုက္ခသဘောလားဒုက္ခသဘောလားငါလိုလားသူ့လိုလား